contract ပြလို့ထွက်လာမဟုတ်ဘူးကျွန်တော်ကအာဂျူမှာတော့6လလောက်ထပ်နေလို့ရသေးတယ် contract ကရှိသေးတယ်ပေါ့နော်ဒါပေမဲ့အဲ့တော့ဘုန်းကြီးပြောဆိုအဲ့တော့ကျွန်တော်အခုလိုမျိုးမဟုတ်အဲ့တော့ဒီထက်ပိုပြီးတော့ confidence ပိုရှိတဲ့ပုံစံမျိုးအဲ့တော့ဒီထက်ပိုပြီးတော့စိတ်ကပိုပြင်းထန်တယ်ပေါ့နော်ငါလုံးဝကုန်ဖြစ်တယ်ဆိုတဲ့စိတ်မျိုးရှိနေတဲ့အချိန်နောက်အဲ့တော့လည်းဘယ်လိုဖြစ်နေလဲဆိုတော့ကိုကောင်လိုရန်လွမ်းတယ်ဘယ်လိုမှမလဲဆိုကိုယ့်ရဲ့ဒီရင်တော့လူလုံးခဲ့တဲ့ကောင်လေအဲ့ကောင်နေနေဆိုတော့ငါဒီကောင်နေနေဆိုရင်ကလူမျိုးတွေစိတ်ဒုက္ခမြောက်နေရတော့ဘူးလို့ငါတွေးတယ်ကျွန်တော်တွေးရပေါ့နော်အဲ့လိုမျိုးလေးရှိရပေါ့အခုလိုရှုံးတဲ့အခါမျိုးဘာလို့လဲဆိုသူများနိုင်ငံမှာလုံးလို့ရဆိုလွယ်တော့မဟုတ်ဘူးလေဘာလို့ဆိုကိုယ့်ပတ်ဝန်းကျင်မှာအားလုံးကသူတို့ဘာသာလုံးခွင့်နဲ့ပြောနေရဗျာကျွန်တော်တို့မှနားမလဲဘူးပေါ့နော်ကျွန်တော်နားလဲဆိုအောင်ဘယ်လိုပြောမလဲအနေချင်းပဲနားလဲရဗျာဒီကရေဖန်းတမန်တော့ပဲနားလဲရပေါ့ဟိုလိုမျိုးကြီးတွင်းကြအထိတော့နားမလဲဘူးပေါ့နော်ဘယ်လောက်ပဲကျွန်တော်ပြောတတ်တယ်ပဲပြောပေါ့နော်ဆိုတော့အဲ့လိုကြားမှာလုံးရတယ်ဘယ်တော့မလဲဘူးအဲ့လိုချိန်မျိုးမှာလွတ်လပ်မြန်မာလိုပြောပြီးပဲလုံးချင်လာတယ်ဒီမှာလေ pressure အောက်မှာလုံးရတဲ့အခါကျတော့အင်းလိုထွက်ဆိုတော့မှထွက်ဖို့ကခက်တယ်နော်အဲ့တော့ထွက်နေပြောနေရတာပဲမြန်မာလိုပြောလို့မရအောင်လေမှန်တယ်အဲ့လိုပဲပြောနေရတယ်ဒါပေမဲ့ဟိုငါဒီလိုလေး comfort လေးပြောလိုက်ရရင်ပိုပြီးစင်ပြေမလားဆိုတော့တွေးမိရမျိုးတွေရှိတယ်နောက်ပြီးတော့အဲ့လိုမျိုးအေးစီစဉ်ကြီးကအဲ့လိုဒီတိုင်ပတ်သွားတဲ့နောက်ပိုင်းမှာ player ဝင်ထွက်တွေအများကြီးပဲဗျကျွန်တော်တော့ထိမရအောင်ပြောပြီလားဟိုမှာဆိုလို့ဘင်းလုံးပြန်ရောက်လာတယ်လီမုန်တို့ရောက်လာတယ်နော်နောက်ပြီးရင်အဲ့ဒီရှိပါတယ်အများကြီးပါဟိုမှာလောဆယ်မှာရှိနေတဲ့ player မှာအများကြီးပဲအဲ့လိုဖြစ်တဲ့အခါမှာဒါတော့ထိမရတော့အဲ့ချိန်လေးကြီးကိုဆက်မကြုံရင်းတော့ဘူးနော်အဲ့ဒါနဲ့ကျွန်တော်ပြန်မဲဆိုလို့ဖြစ်လာတကယ်တော့အဲ့ဒါဒီတကယ်ကျွန်တော်ဟိုအမှားဆုံး decision making ပေါ့နော်တကယ် decision အဲ့လုံးဝအမှားကြီးပေါ့ဒါပေမဲ့အဲ့တော့ကိုထင်လိုက်တာဗာလဲဆိုတော့ငါဘယ်ပါဖြစ်ပေါ့ဘယ်အချိန်မှဖြစ်ငါတော့ဖြစ်အောင်လုပ်မှာပဲဆိုတော့တွေးထားသေးတာပေါ့အဲ့ချိန်မှာတော့သူအချိန်တွေဘယ်လိုမှမပေးငါဖြစ်အောင်လုပ်မယ်ဆိုတော့ confidence ရှိတယ်အားကြောင့်ကျွန်တော်ဘာမှမတွေးဘဲနဲ့ထွက်လာခဲ့လိုက်တာတကယ်တော့အကြောင်းရင်းချက်လက်တွေအများကြီးတွေးကြည့်မယ်ဆိုရင်ဘယ်လိုပဲစဉ်းစားအားဒီမှာဆက်နေခြင်းကပိုကောင်းတဲ့ decision ဖြစ်မှာတော့မရပါဘူးသို့တော့ပြောပြတာ